Israel နဲ့ Iran ကြားထဲမှာဘလို့ပုံစံမျိုးနဲ့စစ်ပွဲတွေဖြစ်နေသလဲနှစ်နိုင်ငံမှာတင်းမာမှုတွေကဘလို့အခြေအနေမျိုးမှာရှိသလဲအယက်သားပြည်သူတွေရောဘလို့ပုံစံမျိုးနဲ့ထွက်ပြေးတိမ်းရှောင်နေရလဲပြီးတော့ဒီစစ်ပွဲပေါ်မှာကမ္ဘာခေါင်းဆောင်တွေကဘလို့အခြေအနေမျိုးနဲ့ရပ်တည်နေသလဲဆိုတဲ့ဟာကိုဒီဗီဒီယို clip မှာဆွေးနွေးရင်းနဲ့အင်္ဂလိပ်စာကိုလေ့လာခွင့်ရမှာပဲဖြစ်ပါတယ်ဆိုတော့ပထမအဆုံးပြောချင်တာကဒီဗီဒီယို clip ဒီဘယ်နိုင်ငံဘက်ချမ်းမှာမပါဘဲနဲ့အင်္ဂလိပ်စာကိုလေ့လာဖို့ရန်အတွက်တီးတန့်ရိုက်ကူးထားတဲ့ဗီဒီယို clip လေးပဲဖြစ်ပါတယ်ဆိုတော့ကျွန်မအရင်ဆုံးမိတ်ဆက်ပေးပါရစေကျွန်မကတော့ Ramona ပါအင်္ဂလိပ်စာကို6နှစ်ကျော် online ရော offline ရောသင်ကြားပေးတဲ့အတွေ့အကြုံရှိတယ် leadership synergy ဆိုတဲ့စာအုပ်တစ်အုပ်ကိုလည်းကျွန်မရေးသားပြုစုထားတယ်ပြီးတော့ Prospect English Academy ရဲ့ founder လည်းဖြစ်ပါတယ်တော်တော်များများနိုင်ငံတွေမှာစစ်ပွဲတွေဖြစ်တဲ့အခါတစ်ဖက်နဲ့တစ်ဖက်နေမြေတွေကျူးကျော်ကြတယ်ဒီဘက်ကစစ်သားတွေဟိုဘက်ကိုသွားတာမှမဟုတ်လို့ရှိရင်ဒီဘက်ကစစ်သားတွေဒီဘက်ကိုလာပြီးတော့မှလူကိုယ်တိုင်စစ်ပွဲတွေဖြစ်ကြတယ်ဒါပေမဲ့ Israel နဲ့ Iran ကအလိုပုံစံမျိုးမဟုတ်တော့ဘူးပေါ့နော်ဆိုတော့သူတို့ကလေကြောင်းတိုက်ခိုက်မှုတွေရှိတယ်ဒါအပြင်တခြားပုံစံမျိုးစုံနဲ့တိုက်ခိုက်မှုတွေပြုလုပ်ကြတယ်ဆိုတော့ဒီအကြောင်းအရာလေးတွေကို English sentence လေးတွေနဲ့လေ့လာလိုက်ကြရအောင်နော်ကဲအားဆိုစကြမယ်So the Tamawzong sentence ka there is ongoing war between Israel and Iran and tensions have risen in the region. So ကျွန်မအဓိကမိမောင်းထုတ်ပြခြင်းနဲ့စကားလုံးလေးကတော့ ongoing war ဆိုတဲ့ဟာလေးပဲဖြစ်ပါတယ် ongoing ဆိုတာကအခုလက်ရှိဖြစ်ပျက်နေတဲ့စစ်ပွဲလို့ပြောချင်တာပေါ့နော်ဆိုတော့ ongoing ဆိုတာကအခုလက်ရှိမှာဖြစ်ပျက်နေတဲ့ကိစ္စတစ်ခုခုကိုဆိုလိုချင်တဲ့အခါသုံးတဲ့စကားလုံးလေးပဲဖြစ်ပါတယ်တကယ်လို့အခုဒီဟာကို war အစားပေါ့နော်အခုလက်ရှိမှာပြုလုပ်နေတဲ့ project အနေနဲ့သုံးမယ်ဆိုလို့ရှိရင် ongoing project အဲ့လိုပုံစံမျိုးသုံးလို့ရပါတယ်နောက်တစ်ခုကကြတော့ဒီ tension ဆိုတဲ့စကားလုံးလေးပဲဖြစ်ပါတယ် tension ကတော့တင်းမာမှုတွေဆိုပြီးတော့အဓိပ္ပာယ်ပြန်ရမှာပဲဖြစ်ပါတယ်ဆိုတော့ tension ကိုတကယ်လို့ကျမတို့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့သုံးမယ်ဆိုလို့ရှိရင် hypertension သွေးတိုးယောဂဆိုပြီးတော့ဘာသာပြန်ရမှာပဲဖြစ်ပါတယ်ဆိုတော့ there is ongoing war between Israel and Iran and tensions have risen in the region ဒီ Israel နဲ့ Iran ကြားထဲမှာစစ်ပွဲတစ်ခုဖြစ်ပွားနေပြီးတော့တင်းမာမှုတွေလည်းမြင့်တက်နေတယ်လို့ဘာသာပြန်ရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီစစ်ပွဲတွေကလူကိုယ်တိုင်တွားပြီးကျူးကျော်တဲ့တိုက်ပွဲတော့မဟုတ်ဘူးသူတို့ကဒါမျိုးလေကြောင်းတိုက်ခိုက်မှုတွေနဲ့ပြုလုပ်တဲ့စစ်ပွဲတစ်ပွဲဖြစ်တယ်ဆိုတော့ recent reports show that both sides have launched airstrikes and military operations recent reports ဆိုတဲ့ phrase ကိုဘာသာပြန်ပေးချင်ပါတယ် recent report ဆိုတာကလက်တလောသတင်းတွေအရာဆိုပြီးတော့ဘာသာပြန်ရမှာပဲဖြစ်ပါတယ်ဒီလိုမျိုးအစီရင်ခံစာ report ပုံစံမျိုးမဟုတ်ဘဲနဲ့ recent လက်တလောသတင်းတွေအရာဆိုပြီးတော့မှကျွန်မကဘာသာပြန်လိုက်ပါတယ်ဆိုတော့သတင်းတွေအရာပေါ့နော်air strike လုပ်တယ်ဆိုတာကလေကြောင်းတိုက်ခိုက်မှုတွေအပြန်အလှန်လုပ်ကြတယ်သူတို့ညဘက်တွေကြားလို့ရှိရင်တစ်ဖက်နဲ့တစ်ဖက်ဒါမျိုး rocket တွေအပြန်အလှန်ပစ်ကြတယ်ပေါ့နော် and then military operation စစ်ရေးလှုပ်ရှားမှုတွေတစ်ဖက်နဲ့တစ်ဖက်လုပ်ကြတယ်ပေါ့နော်ဆိုတော့ဒီ sentence ကိုဘာသာပြန်ရမယ်ဆိုလို့ရှိရင်တော့ recent reports show that both sides have launched airstrikes and military operation ဒီလက်တလောသတင်းတွေအရာပေါ့လေနှစ်ဖက်လုံးနှစ်နိုင်ငံလုံးကလေကြောင်းတိုက်ခိုက်မှုတွေနဲ့စစ်ရေးလှုပ်ရှားမှုလေးတွေကိုလှုပ်ဆောင်နေကြတယ်ဆိုပြီးတော့မှဘာသာပြန်ရမှာပဲဖြစ်ပါတယ်ဆိုတော့ဒါပဲလားဆိုတော့မဟုတ်ပါဘူးအရင်ခက်တွေနဲ့မတူတဲ့စစ်တိုက်တဲ့ပုံစံတွေထဲမှာအင်တာနက်ကနေပြီးတော့မှတိုက်ခိုက်တဲ့ပုံစံလေးတွေနှစ်နိုင်ငံလုံးမှာရှိလာတယ်ဆိုတော့ Israel and Iran have both used cyber attacks to target each other's computer systems during times of conflict ဒီနေရာမှာကျွန်မအဓိက highlight လုပ်ပြခြင်းတဲ့phrase လေးကတော့ cyber attacks ပဲဖြစ်ပါတယ်ဆိုတော့ cyber attack ဆိုတာကလူကိုယ်တိုင်တွတ်တိုက်တာမျိုးမဟုတ်ဘဲနဲ့အင်တာနက်ကွန်ပျူတာတွေကိုအသုံးပြုပြီးတော့မှတိုက်ခိုက်ရတဲ့တိုက်ခိုက်မှုပုံစံကိုပြောချင်တာပြီးတော့ဒီ conflict ဆိုတဲ့ဟာလေးကိုကျွန်မပြောချင်တယ် conflict ကတော့ပဋိပက္ခပေါ့ဒီပဋိပက္ခစစ်ပွဲဖြစ်ပွားနေစဉ်ကာလအတွင်းမှာသူတို့ကကွန်ပျူတာတွေအင်တာနက်တွေကိုအသုံးပြုပြီးတော့နှစ်နိုင်ငံအပြန်အလှန်ကွန်ပျူတာ system တွေကိုတွားပြီးတော့မှတိုက်ခိုက်တယ်လို့ဘာသာပြန်ရမှာပဲဖြစ်ပါတယ်နောက်တစ်ခုကကြတော့ civilians in nearby areas are affected
and many are seeking safety and shelter ဒီနေရာမှာကျွန်မ highlight လုပ်ပြခြင်းတဲ့ vocabulary လေးကတော့ civilian ဆိုတဲ့စကားလုံးလေးပဲဖြစ်ပါတယ်ဒီ civilian ဆိုတာအရပ်သားပြည်သူတွေလို့ဘာသာပြန်ရမှာပဲဖြစ်ပါတယ်နောက်တစ်ခုကကြတော့ seeking safety seeking ဆိုတာကရှာဖွေတယ်လုံခြုံမှုကိုရှာဖွေတယ် and shelter ဆိုတာကဒါမျိုးအမိုးအကာနဲ့နေရာထိုင်ခင်းကို shelter လို့ခေါ်ပါတယ်ဆိုတော့ဒီ sentence ကိုဘာသာပြန်ရမယ်ဆိုလို့ရှိရင်ဒီအနီးနားမှာရှိတဲ့အရပ်သားပြည်သူတွေကထိခိုက်ဆုံးရှုံးမှုလေးတွေရှိပြီးတော့များစွာသောပြည်သူတွေကလုံခြုံရာနဲ့အမိုးအကာရှိတဲ့နေရာထိုင်ခင်းတွေကိုရှာဖွေနေကြတယ်လို့ဘာသာပြန်ရမှာပဲဖြစ်ပါတယ်။ဟိုကကြတော့ leaders from around the world are calling for peaceful solution ဒီညမှာ leaders ဆိုတာကတော့ခေါင်းဆောင်တွေပေါ့နော်ကမ္ဘာတဝန်းလုံးကခေါင်းဆောင်တွေပေါ့နော် calling for ဒီညမှာ calling for ဆိုတဲ့ဟာကိုပြောချင်တယ် call ရဲ့အဓိက original အဓိပ္ပာယ်လေးကတော့ call ဆိုတာခေါ်တယ်ခေါ်သည်ဆိုပြီးတော့အဓိပ္ပာယ်ရတယ် I call you ငါနဲ့ကိုခေါ်တယ်ဆိုပြီးတော့ဖုန်းခေါ်တာတွေဘာတွေကိုပြောချင်တာပေါ့နော်ဒါပေမဲ့ဒီနေရာမှာကတော့ calling for peaceful solution တောင်းဆိုရဲတိုက်တွန်းတယ်လို့အဓိပ္ပာယ်ရမှာပါဆိုတော့ peaceful solution ကတော့ဒီငြိမ်းချမ်းစွာဖြည့်ရှင်းမဲ့နီလန်းလေးတွေကိုပေါ့နော်သူတို့ကတိုက်တွန်းတယ်တောင်းဆိုတယ်ဆိုပြီးတော့အဓိပ္ပာယ်ရမှာပါဆိုလို့ရှိရင် leaders from around the world are calling for peaceful solutions ဒီကမ္ဘာတဝန်းလုံးမှာရှိတဲ့ခေါင်းဆောင်တွေကငြိမ်းချမ်းစွာဖြည့်ရှင်းမှုတွေကိုတောင်းဆိုနေကြတယ်တိုက်တွန်းနေကြတယ်ဆိုပြီးတော့ဘာသာပြန်ရမှာပဲဖြစ်ပါတယ်နောက်ဆုံး sentence တစ်ကြောင်းကတော့ many people are watching with concern and hope for peace ဒီနေရာမှာ concern ဆိုတဲ့စကားလုံးလေးပဲဖြစ်ပါတယ် concern ဆိုတာစိုးရိမ်တယ်ပူပန်တယ်လို့အဓိပ္ပာယ်ရမယ် and then hope for peace ဒီငြိမ်းချမ်းမှုတွေလူတွေအများကြီးမျှော်လင့်နေကြတယ်ပေါ့နော်ဆိုတော့ဒီပုံလေးထဲမှာပြထားတဲ့အတိုင်းပဲကြားမမရွေလူအသားရောင်မရွေပေါ့နော်လူအများစုကစိုးရိမ်စွာနဲ့စောင့်ကြည့်နေပြီးတော့မှငြိမ်းချမ်းရေးကိုမျှော်လင့်နေကြတယ်လို့လည်းဘာသာပြန်ရမှာပဲဖြစ်ပါတယ်ဆိုတော့အခုမြင်တဲ့အတိုင်းပါပဲအရင်တော့ဆိုရင်စစ်ပွဲတွေဖြစ်တယ်ဆိုလို့ရှိရင်လူကိုယ်တိုင်သွားတိုက်ခိုက်တယ်လက်နက်ကိရိယာတွေအများကြီးယူသွားတယ်ဒါပေမဲ့ဒီ Israel နဲ့ Iran ကကြတော့ဆင်းမြင့်သွားပြီလူကိုယ်တိုင်သွားတိုက်စရာမလိုတော့ဘူး air strike တွေဒီ cyber attack တွေနဲ့ပြုလုပ်နေကြတယ်ပေါ့နော် Ramona Shares အနေနဲ့ကတော့နှစ်နိုင်ငံလုံးငြိမ်းချမ်းမှုအမြန်ဆုံးရရှိပါစေလို့ဆုမွန်ကောင်းတောင်းအပ်ပါတယ်ဆိုတော့ဒီ video clip မှာအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ values တစ်ခုခုရရှိမယ်လို့လည်းမျှော်လင့်ပါတယ်ဆိုတော့နောက် video clip မှာပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးကိုကျေးဇူးများတင်ပါတယ် bye bye